equity finance လုပ်ငန်းတစ်ခုက company တစ်ခုကဒီရင်းနှီးမြှုပ်နှံတဲ့ငွေကိုပေါ့နော်ဒီ equity ရနေဘယ်လိုရှာလဲပေါ့အဲ့ဒါကိုကြည့်တာဒီမှာမှဒီရဲ့ source of finance မှာ equity ကို internet နဲ့ယူလို့လည်းရတယ်လို့ internet source ကနေယူလို့ရတယ်လို့ external source ကနေလည်းရှာလို့ရတယ်ပေါ့နော်ဒီလိုဒီ finance ကိုယူရတဲ့အတွက်ကိုပေးရတာကဒီ dividend တွေကိုပေးရ dividend နေအနေနဲ့ဒီ investor တွေကိုပြန်ပေးရတာပေါ့နော်အဲ့ဒီမှာ internet source မှာဆိုရင်သူကဘယ်လိုတွေ finance ကိုဘယ်လို raise လုပ်လို့ရလဲဆိုသူကရှိထားပြီးသား retain earning ပေါ့နော် retain earning က accumulated profit ဒီ profit and loss ကနဲ့တစ်နေ့ရလာတဲ့အမြတ်တွေကိုဒီကျွန်တော်တို့ equity and reserve အောက်မှာရှိရ retain earning ပေါ့နော်အဲ့ဒီ retain earning တွေကထုတ်သုံးတာအမေလုပ်ငန်းက retain earning လို့ပြောတာထက် retain cash လို့ပြောရင်တော့ပိုကောင်းတာပေါ့နော် retain cash သူတို့က dividend အနေနဲ့ထုတ်မပေးသေးဘဲနဲ့ပြန်သုံးတာပေါ့နော်ဒီ project တစ်ခုခုလုပ်ဖို့အတွက်ကိုပြန်ယူသုံးတာ retain cash is the source of finance သူက primary internet source အရင်ဆုံးရှာတော့မှဆိုရင်များသောအားဖြင့်တော့ဒီ retain earning ကနဲ့ယူကြတာများတယ် source finance ကို source လုပ်ကြတာများတယ်ပေါ့နော် no issue cost cheap အရန်ဈေးသက်သာတယ် issue လုပ်စရာမရှိတော့တခြား additional cost တွေမရှိဘူးနောက်တစ်ခုက backing order theory ဒီကတော့ဒီ theory ကဘာကို argue လုပ်လဲဆိုရင် company တစ်ခုကဒီ simple လည်းဖြစ်ရမယ် fast လည်းဖြစ်ရမယ် efficient လည်းရှိနဲ့ finance ကို raise လုပ်ဖို့ဆိုရင်သူက establish backing order ကို follow လုပ်ရမယ်ပေါ့အဲ့လိုပြောထားတယ်သူရဲ့ order ကဘာလဲဆိုရင် နံပါတ်1ကဒီ retain earning နဲ့အရင်ယူရမယ်ကဲလို့မရဘူးဆိုရင် corporate bond တွေ bank loan တွေရနဲ့ဒါ debt ဒါတော့ debt ပေါ့နော် debt ကနဲ့ source လုံးမယ်နောက်ဆုံးအဆင့်ကြမှာဒါကသူက new share issue လုပ်တာနော်အရန်ဈေးများတယ်ဒီ amount raise ရလာတဲ့ fund ပေါ်မှာမူတည်ပြီးတော့သူက2%ကနေ8%အတွင်းထိကိုသူကကုန်ကျစရိတ်ရှိနိုင်တယ်ပေါ့နော် IP ကိုသူကတော့ last resort နောက်ဆုံးကြမှာပဲဒီဟာကိုသုံးရမယ်ပေါ့နော် backing order theory က argue လုပ်တယ်သူနောက်တစ်ခု justification ကဘာပေးထားလဲဆိုတော့ဒီ internet source ကနေယူတာတို့ဒီ debt တို့ဒီ issue လုပ်တာဒီအဆင့်อ่ะပေါ့เนาะဒီ1 2 3 level မှာဆိုရင်1မှာရသွားရင်ဆိုရင် तू က less time spent on outside investor ဒီသူများတွေကို persuade လုပ်ဖို့အတွက်ကိုအချိန်သိမ့်မကုန်ဘူးပေါ့နော်။ तू က simple ဖြစ်တယ် efficient ဖြစ်တယ်ဒီရဲ့ establish backing order ကို follow လုပ်ရမယ်လို့ဒီ backing order theory က argue လုပ်တယ်။အဲ့ဒီမှာမှ symmetrical information ဆိုတာပေါ်လာတယ်။ तू က symmetrical information ကဘာကိုပြောတာလဲဆိုရင်ဒီ management ရဲ့ action တွေမှာမူတည်ပြီးတော့ market မှာ signal ရတာဖြစ်တာပေါ့နော်။ signaling တွေဖြစ်တယ်။ဘယ်လိုမျိုးလဲဆိုဥပမာအနေနဲ့ပြောရရင်ဒီmanagement ကဒီအလုပ်အကြောင်းကိုပေါ့နော်ဒီ shareholder တွေဒီ investor တွေထက်ကိုပို့ပြီးတော့နားလဲတယ်ဘာဖြစ်နေတယ်ဆိုတဲ့ဟာအဲ့လိုမျိုးမှဆိုရင်အကယ်လို့ဒီ management တွေကပေါ့နော် management တွေက decision လုပ်တဲ့ dividend ပေးမယ်မပေးဘူးဆိုတာကိုလေအဲ့တော့ management က dividend ကိုတိုးပေးတယ်ဆိုရင် typically ပေါ့နော်ပုံမှန်ဆိုရင် share ဈေးနှုန်းတွေကလည်းတက်တယ်ပေါ့အဲ့အတိုင်းပဲအကယ်လို့ dividend တွေကို short ပေးတယ်ဆိုရင် share ဈေးနှုန်းတွေကျတယ်ပေါ့နော်အဲ့ဒါ management ရဲ့ action ကြောင့်မလို့ဒီ market မှာ signaling ဖြစ်တာပေါ့ signaling effect ဖြစ်တာဒီ company ရဲ့အခြေအနေကိုအချက်ပြတာမျိုးပေါ့နော်ဥပမာဆိုရင် company တစ်ခုကအကျိုးမဲ့များတဲ့ project အသစ်တစ်ခုတွေ့ထားတယ်ဆိုပါစို့အဲ့ဒီ project မှာရင်းနှီးမြှုပ်နှံမှုအတွက်အမြတ်ဝေစုမပေးဘဲဒီရဲ့ signaling effect ကိုထည့်တွက်ပြီးတော့လေအမြတ်ဝေစုနည်းနည်းပဲ short ပေးတာမျိုးဒါမှမဟုတ်အကြောင်းပြချက်ခိုင်လုံဒီ investor တွေကိုပေးတာမျိုးပေါ့နော်အဲ့ဒါ signaling effect နောက်တစ်ခုက working capital management ဒါလည်း internet source ပဲပေါ့နော်ဒီ working capital management ကောင်းကောင်းလုပ်နိုင်ဖို့ပေါ့ဒီ working capital ဆိုရင်ဒီထဲမှာပါတာကဒီ receiver plus inventory minus pay ပဲပေါ့နော်
အဲ့လိုမျိုးဆိုတော့ဒီ working capital management ကိုကောင်းလုပ်နိုင်ရင်ဒီကနဲ့လဲ source တွေ funding တွေထွက်လာမယ်ပေါ့နော်ငွေတွေမအောင်နေဘူးပေါ့ပြောမယ်ဆိုရင်ကိုက liquidity ကောင်းဖြစ်မယ် cash flow တွေကောင်းလာမယ် working capital management ကောင်းရင် working capital management ကောင်းဖို့အတွက်လုပ်လို့ရတာ reducing time in collecting outstanding from customer တွေစီကနေဒီ outstanding ချန်နေတဲ့ invoice တွေကိုကောက်တဲ့နေရာမှာမြန်ကောက်တာမျိုး reducing inventory ပေါ့ဒီတိုးလောင်ထားတဲ့ဈေး inventory တွေကိုဒီတိုးလောင်ထားတဲ့ထိန်းသိမ်းရတဲ့ဈေးကို short ချတာpopular method ကတော့ဒီ just in time ပေါ့ just in time method ဒီအခုလိုတဲ့ချိန်ကြမှာမှာတာပေါ့ဒါကတော့ supply chain effort တွေကိုအကုန်ပါတာပေါ့နော်သူကတော့ taking increased credit from supplier တွေကိုပေးရမယ်စံကိုနောက်ကြမှာပေးတာပေါ့နော်ဒီနေရာမှာသတိထားရမှာကဒီ discount တွေပေါ့နော် discount တွေ bulk purchase discount တွေဒီလိုမျိုး early settlement discount တွေဒီ discount တွေသတိထားရမှာပေါ့ဒီအကယ်လို့ကိုကအချိန်ကြာယူပြီးပေးလိုက်တာကဒီ discount ယူရထက်ဈေးများနေတတ်တဲ့တစ်ခါတလေပေါ့နော်အဲ့ဒါတွေကိုသေချာကြည့်ပြီး working capital management ကောင်းလုပ်နိုင်ရင်လည်းဒီ internet source of funding တစ်မျိုးပဲဒီမှာ external internal ပြီးသွားရင် external method အပြင်ကနေဘယ်လိုထုတ်ကြမလဲဘယ်လို finance ဒီ raise fund တွေဘယ်လို raise လုပ်ကြမလဲဆိုရင်အပြင်ကနေယူလို့ရတာဒီ share issue လုပ်တဲ့ method ရှိတယ်နော် method of share issue လုပ်တဲ့နေရာမှာသူက4မျိုးလုပ်လို့ရတယ် share အသစ်ကို issue လုပ်မယ်ဆိုရင်အသစ်ကို issue လုပ်ရင်4မျိုးနီး4မျိုးနဲ့လုပ်လို့ရတယ်ပေါ့နော်ပထမတစ်နည်းကတော့ offer for subscription သူကတော့ဈေးအများဆုံး most expensive ဒီပြည်သူ general public ပြည်သူတွေကိုတိုက်ရိုက်ရောင်းတဲ့နည်းပေါ့နော်သတင်းစာတွေမှာကြော်ညာမယ် share အသစ်တွေကိုထုတ်ရောင်းမယ်ဒီကြော်ညာကားတွေဒီ stock exchange မှာ listing လုပ်ခတွေဒီဟာတွေကဈေးများတယ်ပေါ့နော် cost တွေကအမျိုးရှိတယ်ဒီ legal restriction တွေလည်းရှိတယ် cost တွေက underwriting cost တွေရှိမယ်ပြီးရင် listing fee တွေရှိမယ်ဒီ issuing house တွေ investment bank တွေ solicitor တွေ auditor တွေကိုပေးရမယ် fee တွေရှိမယ်ပြီးရင်ဒီ cost of printing and distribution ဒီ documentation ဒီ share offer တွေလုပ်တဲ့နေရာမှာသုံးရတဲ့စရိတ်တွေရှိမယ်ပြီးရင်ဒီ newspaper မှာကြော်ညာတဲ့စရိတ်ပေါ့နော် advertising in national newspaper နောက်တစ်ခုကဘာရှိလဲဆိုရင် valuation ဒီ valuation လဲကောင်းလုပ်ရတယ်ပေါ့နော်အသစ် offer လုပ်တော့မယ်ဆိုရင်ပြီး stock exchange rule တွေကိုလည်း follow လုပ်ရတယ် timing တွေလည်းရှိတယ်ဒီခုပြောသွားတာတွေကတော့ဒီအကုန်လုံးမှာ follow လုပ်ရတယ်ပေါ့နော်အဲ့မှာဒုတိယတစ်နည်းက offer for sale သူကတော့တိုက်ရိုက်ရောင်းတာ issuing house တစ်ခုကိုတိုက်ရိုက်ရောင်းတာပေါ့နော်ဒီ investment banker တွေကိုရောင်းတာတို့ investment bank တွေကိုရောင်းတာတို့ဒါမှမဟုတ် pension fund တွေကိုရောင်းတာတို့ပေါ့နော်ဒါကသူတို့ကနေမှတစ်ဆင့်ဒီ financial institution တွေကမှတစ်ဆင့်ဒီ general public ကိုပြန်ရောင်းတာပေါ့နော်ဒါတော့နောက်တနည်းသူထက်ဆိုင်ရင်သူကနည်းနည်းပိုတက်တာအဲ့မှာနောက်တနည်းက placing ဒါကတော့ selected institutional investor တွေကိုပဲတိုက်ရိုက်ရောင်းတာပေါ့နော်သူကမြန်လဲမြန်တယ်ဈေးလဲတက်တာ placing လောက်တာဒီ pension fund နဲ့ investment bank တွေကိုရောင်းတဲ့သဘောပါပဲ selected ပေါ့ဒီလိုမျိုး general မဟုတ်ဘဲနဲ့ selected တွေကိုရောင်းတာဒါ placing လောက်တာနံပါတ်4အချက်က subscription ဝိုင်းတင်တာဒါကတော့ auction လုပ်ပေးတာပေါ့နော် share price ကို setting price for the share is difficult ဒီ share price ကိုသတ်မှတ်ဖို့ခက်ခဲနေတဲ့အချိန်မျိုးမှာဆိုရင်ဒီ general public တွေကဒီ share ကို bid လုပ်ပြီးတော့ auction လာလုပ်ရတယ်ပေါ့နော်အဲ့ဒါတော့ subscription ဘိုင်းတင်တာဒါတွေကတော့ IPO issue လုပ်တဲ့အချိန်မှာလုပ်လို့ရတဲ့ new share issue လုပ်လို့ရတဲ့နည်းတွေပေါ့နော် other types of share issue ရှိသေးတယ်တခြားနည်းတွေရှိဒါတော့များသောအားဖြင့် internal issue ပေါ့နော်
internal ကိုပေးတာဒါပေမဲ့ internal ကမှတဆင့်ဒီသူတို့ရဲ့ rights တွေကို external ကိုရောင်းချင်လဲရတာပေါ့နော်ဒါကတော့ other types of issue internal လဲရတယ် external လဲရတယ်အဲ့မှာ right issue ကဘယ်လိုမျိုးလဲဆိုရင်ကိုမှသူက proportion နဲ့ပေးတာပေါ့နော် proportion to their existing holding ကိုမှ share နှစ်ဆောင်ရှိရယ် policy က right issue policy က ကိုမှ share အဆောင်100ရှိရထားပါ policy က9ဆောင်ကင်ထားတဲ့လူတိုင်းကို3ဆောင် issue ထပ်လုပ်ပေးမယ်9ဆောင်ကင်ထားတဲ့လူတိုင်းကိုနောက်ထပ်3ဆောင်ထပ်ပေးမယ်အဲ့လိုမျိုးဆိုရင်5 into 3ပေါ့နော်ဒီလောက် share ကိုကအတိတ်ရမယ်ပေါ့အဲ့လိုပုံစံမျိုးကို proportion နဲ့ရမှာပေါ့နော်ကိုမှအရင်အဟောင်းရှိထားပြီးသားကိုလိုက်ပြီးမှအတိတ်ကိုထပ်ရအဲ့လို offer လုပ်တဲ့နေရာမှာဒီ less than current market price သူကဈေးလက်တက်တာတယ် funding raise လုပ်ဖို့ကိုမြန်တယ်ပေါ့နော်ဒီနည်းကရှိထားပြီးသား existing shareholder တွေကိုပဲ right issue ပြန်လုပ်တာအဲ့ဒီမှာဒီ right issue share လုပ်ပေးတဲ့အချိန်မှာဒီ shareholder တယောက်အနေနဲ့သူ့ရဲ့ right ကိုဝယ်လို့လည်းရတယ်ဒီလိုမျိုး proportion အနေနဲ့သူဝယ်လို့လည်းရတယ်မဝယ်ခြင်းပြန်ရောင်းခြင်းလို့လည်းရတယ်ဒါမှမဟုတ် participate မလုပ်ဘူး no action ယူလို့လည်းရတယ်ပေါ့နော်ဒီလို right issue လုပ်တဲ့အချိန်မှာဒီ financial manager တယောက်အနေနဲ့ဒီ shareholder ရဲ့ wealth ကိုအဓိကတတိထားပေးရတယ်ပေါ့နော် wealth အဲ့ဒီ wealth တွက်တဲ့အချိန်မှာ shareholder ရဲ့ wealth တိုးအောင်ပဲလုပ်ပေးရမှာဆိုတော့ဒီလို right issue လုပ်လိုက်တဲ့အချိန်မှာ shareholder ရဲ့ wealth တွေတိုးလာကျသွားလာကိုတိုင်းတာ theoretical exit price TERP နဲ့တိုင်းတာပေါ့နော် the expected share price after the right issue လုပ်ပြီးသွားရင် share ဈေးနှုန်းဖြစ်လာမဲ့ expected share price သူ့အတွက်ချင်းရင် formula က existing value of equity ရှိထားပြီးသားတန်ဖိုး plus proceeds of right issue ဒီ right issue လုပ်လိုက်လို့ကုန်ကျသွားတဲ့ငွေပြီးရင် project NVP ဒီ project ကို funding လုပ်ဖို့အတွက်အဓိက issue လုပ်နေတာဆိုတော့ဒီရဲ့ project ကနေရမယ် net present value ပေါ့နော်အဲ့ဒါဟိုမှာ number of shares after the right issue ဒီ right issue လုပ်ထားပြီးသွားတဲ့အချိန်ဖြစ်လာတဲ့ total share အဲ့ဒါနဲ့စားပေးလိုက်ရင်သူက TERP ဒီ expected share price after the right issue ရမယ်ပေါ့နော်သူ့ကိုဘယ်လိုတွက်လို့ရလဲဆိုရင်ဥပမာအနေနဲ့ calculation of TERP မူရင်း share issue လုပ်ထားတာ share 3,000,000ရှိတယ် share တစ်စောင်ရဲ့ဈေးနှုန်းက2ကျပ်အဲ့ဒီမှာဒီ project ရဲ့ MPV တွက်ချလိုက်တဲ့အချိန်မှာ net present value ကဒီ project ရဲ့ net present value က2,000ခွဲအဲ့ဒီမှာဒီ project ကိုပေါ့နော်ဒီ MPV positive ဖြစ်နေတဲ့ဒီ project ကို finance လုပ်ဖို့အတွက်ကိုဒီ management က right issue လုပ်ပြီးတော့လုပ်ပါမယ်လို့ decision ချလိုက်တယ်ချလိုက်တဲ့အချိန်မှာဒီ share ဈေးနှုန်းအပြောင်းလဲဘယ်လိုဖြစ်သွားမလဲပေါ့နော်သူတို့ရဲ့ policy က one share for two existing share တစ်ဆောင်ရောင်းပေးမယ်နှစ်ဆောင်ရှိတဲ့လူတွေကိုပေါ့နော်နှစ်ဆောင်ကင်ထားတဲ့လူတိုင်းကိုတစ်ဆောင်စီပြန်ရောင်းပေးမယ် share တန်ဖိုးကတစ်ချက်အဲ့တော့ number of new right issue အရင်တွက်တယ်ရှိထားပြီးသားတသိန်းမှာနှစ်ဆောင်စီကိုတစ်ဆောင်ရောင်းပေးမယ်ဆိုတော့ into 1ပေါ့နော်9,000 share 9,000အသစ်ထုတ်ရောင်းမယ် right issue လုပ်ပေးမယ်အဲ့ဒီမှာ right issue လုပ်တော့ပြီးတော့ဖြစ်လာတဲ့ total share ကမူရင်းရှိထားပြီးသား3သိန်းရယ်ဒီအသစ်ထုတ်လိုက်တဲ့အသစ် issue လုပ်လိုက်တဲ့ share 9,000ရယ်စုစုပေါင်း3သိန်းခွဲပေါ့နော်ဒီရပြီးဒီ denominator ဒီကိုတွက်ပြီးသွားပြီအပေါ်မှာ existing value က share တစ်စောင်ကို2ချက်နဲ့ share 3သိန်းရှိတယ်ဒါ existing value အဲ့ဒီမှာအသစ်လုပ်လိုက်တဲ့ proceed of right issue share 9,000ကိုတစ်ချက်နဲ့ issue လုပ်လိုက်တော့9,000အဲ့ဒီမှာ project MVP ကိုပေါင်းမယ် project MVP denominator က
ဒီ share right issue လောက်တော့ပြီးတဲ့နောက်ပိုင်းမှာဖြစ်လာတဲ့တိုးတက် share အဲ့တော့ဒီ share issue လုပ်ပြီးနောက်ပိုင်းမှာဒီ share တစ်စောင်ရဲ့တန်ဖိုးထွက်လာတယ်ပေါ့နော် 1.8333 per share အဲ့ဒီမှာ shareholder wealth ကိုတွက်ကြည့်ဒီရဲ့ right issue offer ကိုဒီ shareholder ကသူလက်ခံမလားဒါမှမဟုတ်ပြန်ထုတ်ရောင်းမလားတခြားလူကိုရဲ့ right ကိုပြန်ရောင်းမလားဒါမှမဟုတ်ဘာ action မှမယူဒီလိုမျိုး decision 3ခုချတဲ့နေရာမှာသူရဲ့ wealth ကိုဘယ်လို affect ဖြစ်သွားလဲကိုပြန်တွက်တာဟုတ်နော် shareholder wealth အဲ့မှာ Mr. X ကဒီ company မှာပေါ့နော် ABC company မှာ1000 share 1000ပိုင်နေပေါ့ဒီ ABC company မှာဒီထဲမှာပေါ့နော်သူကဒီလောက်ပိုင်တယ်အဲ့ဒီမှာသူဒီ right issue ဒီ management decision အရာဒီ right issue ကိုသူလက်ခံလိုက်တယ်အဲ့ဆိုဘာဖြစ်သွားမလဲပေါ့နော်ဒီ right issue မလုပ်ခင်မှာသူ့ရဲ့ဒီ company မှာသူပိုင်ဆိုင်မှုက2000 share ကို current market price နဲ့2000အဲ့တော့သူကဒီဟာကိုယူလိုက်တယ်ယူလိုက်တဲ့အချိန်မှာ post issue ပေါ့နော်ဒါတော့သူ့ရဲ့ existing share အဲ့ပေါ်မှာ take up လုပ်လိုက်တဲ့ right issue အဆောင်900အဲ့ဒါမှ current price issue လုပ်ပြီးဖြစ်လာတဲ့ငွေ amount အဲ့ဒါနဲ့မြောက်လိုက်တော့ဒါကတော့ post right issue မှာဖြစ်လာတဲ့သူရဲ့ wealth သူကဒီရဲ့900အဆောင်ကိုဝယ်လိုက်တဲ့စရိတ် right issue cost 900နဲ့ဝယ်တာ哦အော်တစ်ချက်နဲ့အဆောင်900ဝယ်တယ်အဲ့ဒါကိုနှုတ်ပေးလိုက်ရင်သူ့ရဲ့ post right issue သူ့ရဲ့ wealth ကိုတွက်လို့ရတယ်အဲ့ဒီမှာမယူခင်ကသူက900ဒီရဲ့ right ကိုယူလိုက်တော့2250သူ250တက်လာတယ်ပေါ့နော် increase in wealth 250အဲ့တော့သူက proceed လုပ်တဲ့နဲ့ proceed ဒီ right issue သူလက်ခံတဲ့နဲ့ပေါ့နော်နောက်တစ်ခုကသူကရောင်းရင်ဘယ်လိုဖြစ်မလဲသူရဲ့ right issue သူရောင်းလိုက်မယ်တခြားတယောက်ကို pre right issue လုပ်တဲ့ချိန်မှာသူက2000ရှိရယ် post right issue လုပ်တဲ့ချိန်မှာသူရဲ့ share တန်ဖိုးကဒီလောက်ဖြစ်သွားပြီ current market price ကဒါသူ share ရောင်းလိုက်လို့ sale of right ဒီအဆောင်900ကိုရောင်းလိုက်လို့ရလိုက်တဲ့ပတ်စံက410ခုပေါင်းလိုက်ရင်2250အဲ့ဒီမှာ increase in worth 250 to take up that auction ဒီရဲ့ right ကိုယူရင်လဲ wealth ကတိုးတယ်သူရဲ့ right ကို sell လုပ်လိုက်ရင်လဲသူရဲ့ wealth ကတိုးတယ် proceed ဘာမှမလုပ်ရင်ဘယ်လိုဖြစ်မလဲပေါ့နော်ဘာမှမလုပ်ရင်တော့တေချာတယ်သူရှုံးမှာပေါ့နော် loss in wealth ဒီလောက် share issue မလုပ်ခင်မှာဈေးနှုန်းကဒီလောက် issue လုပ်ပြီးနောက်ပိုင်းမှာဒီလောက်အဲ့တော့သူဒီ decision မှာသူဘာမှမလုပ်ဘူးဆိုရင်တော့သူရဲ့ share တန်ဖိုးက169ကျသွားမှာပေါ့နော်ဒီပိုင်ဆိုင်မှု169ကိုကျသွားဒါကတော့ DERP တွက်တာဒီကျွန်တော်တို့ financial management မှာအရေးပါတဲ့ကဏ္ဍပေါ့ဒီကတော့ section C question တွေမှာလည်းမေးတတ်တယ် discussion လုပ်တဲ့နေရာမှာမေးနိုင်တယ်လို့ section A နဲ့ section B မှာလည်း DERP ကိုတွက်ခိုင်းတယ်အဲ့ဒါတော့ right issue နောက်တစ်ခုက bonus issue ဒါတော့ share issue method တစ်မျိုးပဲဒီ bonus issue လုပ်လိုက်လို့ဒီ company ရဲ့ liquidity တိုးလာတာမျိုးလည်းမရှိဘူးဒီ no finance raise ပေါ့နော် no finance is raise ဟိုကငွေမရဘူးပေါ့သူရဲ့အဓိကယူရချက်ကဒီကျွန်တော်တို့ဒီ reserve တွေကိုပေါ့နော် other reserve တွေကို capital အနေနဲ့ capitalize လုပ်လိုက်ဒီ equity အနေနဲ့ပြောင်းလိုက်တာပေါ့နော်ဒီကျွန်တော်တို့ share premium ဥပမာအနေနဲ့ပြောရရင်ဆိုရင် share တစ်စောင်ကတစ်ချက်ဒါပေမဲ့သူ့ကိုစချင်း listing လုပ်ထားတာတစ်ချက် share ထုတ်ရောင်းတဲ့အချိန်မှာနှစ်ချက်နဲ့ရောင်းလိုက်တယ်ဆိုတော့ဒီမှာတစ်ချက်အမြတ်ရသွားပြီပေါ့နော်ဒီတစ်ချက်အမြတ်ကို share premium ထဲမှာထည့်ထားတယ်
premium နဲ့ရောင်းလိုက်တဲ့ share premium ဒီလိုရောင်းနဲ့အများကြီးဖြစ်လာတယ်ဒီထားလိုက်ပါအဆောင်100ရောင်းနေဆိုရင်ဒီဒေါ်လာ100ကိုဒီ share premium နဲ့ဒီ ordinary share တွေကိုထည့်လိုက်တာပေါ့နော်ပြောင်းပေးလိုက်တာဒီ reserve ကို equity အနေနဲ့ပြောင်းလိုက်တာအဲ့ဒါတော့ bonus issue လို့ရင်သူရဲ့ benefit က increase marketability of the share ဈေးကွက်မှာပိုရောင်းလို့ကောင်းသွားတာပေါ့နော် bonus issue နောက်တစ်ခုက stock split သူကတော့ရုပ်ရှင်နဲ့$1တန်နဲ့ ordinary share တစ်ဆောင်ကို2ဆောင်ခွဲပြီးတော့5ပြား2ဆောင်ခွဲပြီးတော့ဒီ5ပြားကိုရောင်းတာပေါ့နော်အဲ့လိုမျိုး ordinary share split in value reduce market price per share သူကတော့ market price per share တွေတော့နည်းနည်းတော့ကျသွားတယ်ဒါပေမဲ့ increase marketability သူကလည်းဈေးကွက်မှာ marketability တိုးတယ်ပေါ့နော်ဒီလိုတွေ share တွေ issue လုပ်ပြီးပြီဒီ source of finance ဒီတစ်ခုခုပေါ့နော် project တစ်ခုခုကိုလုပ်ဖို့အတွက် project တစ်ခုခုလုပ်ဖို့အတွက်ဒီ finance လိုအပ်တဲ့ finance ကိုဒီ equity finance ကနေ raise လုပ်ပြီးရင်ဒီ raise လုပ်ထားပြီးသား finance အတွက်ကိုချတဲ့ expense ရှိတယ်ပေါ့နော်ကိုကပြန်ပေးရတယ်ယူပြီးသွားရင်ဒီကနေယူပြီးသွားရင်ကိုကပြန်ပေးရတယ်ပြန်ပေးရတာကဒီ equity finance မှာပြန်ပေးရတာ dividend အနေနဲ့ဒီ investor တွေကိုပြန်ပေးရတယ်ပေါ့နော်ဒီ investor တွေကိုပြန်ပေးတဲ့အချိန်မှာလဲ policy တွေရှိတယ် policy တွေရှိတယ်ပထမဆုံး policy ကတော့ practical influence practical influence ဒါကဘာလဲဆိုရင်ဒီ company တစ်ခုကဒီ shareholder တွေကို dividend ပေးမယ်မပေးဘူးဒီ decision making อ่ะပေါ့နော်ဒီ liquidity တွေပေါ်မှာလည်းမိခိုနေတယ် legal constraint တွေမှာလည်းမိခိုနေတယ် borrowing governance တွေ investor expectations တွေပေါ်မှာအများကြီးမိခိုနေတယ်ပေါ့နော် liquidityကဲလို့ဒီမှာပေါ့နော် retain ဒီ project ကိုဒီ project တွေအမျိုးမျိုးရှိရပေါ့နော် project အသစ်တွေအမျိုးမျိုးလုပ်ဖို့ရှိရ future မှာလည်းလုပ်ဖို့ရှိသေးတယ်ပေါ့နော်အဲ့တော့အခုလက်ရှိမှာအခုဒါလက်ရှိပေါ့နော် year 1 year 2အခုလက်ရှိမှာဒီ dividend တွေကိုဒီ investor တွေကိုသူတို့ရဲ့ဥစ္စာတွေပေးလိုက်တာမျိုးဒီ dividend တွေကို retain earning တွေကိုဒီ dividend အနေနဲ့ပေးလိုက်တာမျိုးမဟုတ်ပဲနဲ့ဒီ year 1မှာလုပ်မဲ့ဒီ project အတွက်ကို reinvest ပြန်လုပ်တာပေါ့နော် reinvestment ပြန်လုပ်တာဒီဟာက long term မှာ earning per share တွေကိုတိုးစေတယ်ပေါ့အဲ့လိုမျိုးလုပ်မယ်မလုပ်ဘူးဆိုတဲ့ decision making ဒီ liquidity ပေါ့အဲ့ဒီပုံမှာတွေလည်းမိခိုနေတယ်ပြီးရင် legal constraint တချို့နိုင်ငံတွေမှာ retain earning က debit လည်းဖြစ်နိုင်တယ်လို့ credit လည်းဖြစ်နိုင်တယ်ပေါ့နော်ဥပမာအနေနဲ့ပြောရရင် company ကဒီ year 1မှာပေါ့နော် loss ဖြစ်ထားတယ်ဒါပေမဲ့ year 2ဒါတော့အခု current year ပေါ့နော်ဒီမှာတော့ profit ဖြစ်ပေမဲ့ဒီ retain earning မှာအရင်နေ့ရဲ့ loss ကြောင့်လို့သူက debit မှာပဲရှိနေမှာပေါ့နော် negative အနေနဲ့ရှိနေမယ်ဒါမျိုးဆိုရင်တချို့နိုင်ငံမှာဒီလိုမျိုးဖြစ်နေရင်ထုတ်ခွင့်မရှိဘူး dividend ပေးပိုင်ခွင့်မရှိဘူးပေါ့နော်အဲ့လိုမျိုး legal constraint တွေကြောင့်မှလည်း influence ဖြစ်နိုင်နေတယ်နောက်တစ်ခုကဒီရဲ့ governance ကဒီဘဏ်ကပေါ့နော်ကိုဒီရဲ့ debt အနေနဲ့ယူထားတဲ့ finance ကို risk လုပ်ဖို့အတွက်ကိုကဲလို့ကိုကဒီ debt security ဒီ long term loan အနေနဲ့ယူထားတယ်ဆိုရင်ဒီ
ကိုချင်းငွေထုတ်ချပေးထားတဲ့ဒီ bank ကနော် तू က dividend ကိုပေးဘယ်လောက်ပေးရမယ်မပေးပါနဲ့ဆိုတဲ့ decision making clause တစ်ခုပါတယ်ပေါ့နော်ငွေထုတ်ချတဲ့အချိန်မှာဒီ clause လေးကိုထည့်သွင်းပြီးမှပဲထုတ်ချတာမျိုးအဲ့လိုမျိုးဆိုရင်လည်းဒီ dividend policy က influence ဖြစ်နေတယ်ပေါ့နော်နောက်ဆုံးတစ်ခုကတော့ဒီ investor expectation investor တွေရဲ့ဒီလိုချင်တဲ့ပုံမှာမူတည်ပြီးပေါ့နော်ဒီ return ကိုဘယ်လောက်လိုချင်နေဆိုတဲ့ပုံမှာမူတည်ပြီးတော့လည်းဒီ dividend policy တွေက influence ဖြစ်နေတယ်အဲ့ဒီမှာ investor တွေကဒီ constant dividend လိုချင်တဲ့ investor မျိုးရှိသလို constant growth လိုချင်တဲ့လူတွေလည်းရှိတယ် constant payout ratio နဲ့လိုချင်တဲ့ဟာတွေလည်းရှိတယ်ပြီးရင် management တွေက residual dividend policy ကို follow လုပ်တာမျိုးလည်းရှိတယ်ဒါတွေကတော့ဒီ management က policy follow လုပ်တဲ့ policy တွေပေါ့နော် decision making လုပ်တဲ့နေရာမှာသုံးတဲ့နည်းလမ်းမျိုးတွေ zero dividend လုံးဝ dividend ကိုထုတ်မပေးတာမျိုးပေါ့နော် constant dividend ကပုံမှန်အကယ်လို့ dividend ကိုလစဉ် share ဟိုတာတယောက်ကို100ပေးမယ်ဆိုရင် तू ကလစဉ်လတိုင်းဒါမှမဟုတ်3လတစ်ခေါက်ဒီလိုမျိုးပေးသွားတာပေါ့နော်ဒီလိုမျိုးတွေဆိုရင်ကိုကဒီ investor တယောက်အနေနဲ့ကြည့်မယ်ပေါ့နော် company အနေနဲ့မဟုတ်ဘဲနဲ့ကိုကဒီ company ရဲ့ share holder တယောက်အနေနဲ့လုပ်မယ်ဒီ financial market ထဲမှာကိုက lender အနေနဲ့နေမယ်ပေါ့နော်အဲ့လိုမျိုးဆိုရင်ဘလို့ borrower တွေကိုချီးမလဲပေါ့ဘလို့ borrower တွေကိုကိုယ့်ရဲ့ money တွေကို invest လုပ်မလဲပေါ့အဲ့လိုမျိုးမှာဆိုရင်ကိုက constant လိုချင်တယ် dividend တွေပုံမှန်လေးကိုပေးရတဲ့ဟာကိုပုံမှန်လေးလိုချင်တယ်ဆိုရင်ဒီလို dividend policy ရှိတဲ့ company တွေမှာ invest လုပ်မယ်ပေါ့ဒါမှမဟုတ်ကိုက growth ကိုလိုချင်တယ်ဒီလိုမျိုး dividend ကို short ပေးပြီးတော့ reinvest project တွေမျိုးမှာ reinvest လုပ်ပြီးတော့တဖြည်းဖြည်းနဲ့ဒီ growth ဖြစ်လာမယ်ပေါ့နော်လုပ်ငန်းတိုးတက်လာမယ်အဲ့လိုမျိုးမှာကို invest လုပ်မလားဒါမှမဟုတ် constant payout ratio ဘယ်လောက် ratio ကိုတော့ပုံမှန်လေးရသွားမယ်ပေါ့အဲ့လိုပုံစံမျိုးမှာ invest လုပ်မလားနှစ်ဖက်ပေါ့ဒါဒီ investor တွေနဲ့ဒီ management နဲ့ထပ်သွင်းစဉ်းစားရမယ့် policy ပြီးရင် residual dividend policy ဒါကတော့ popular အဖြစ်ဆုံးပဲသူကဘယ်လိုမျိုးလဲဆိုရင် project တွေ invest လုပ်ရမယ့် project တွေအကုန်လုံးမှာ invest လုပ်ပြီးပုံနေတဲ့ဟာကိုမှ share holder တွေကိုပြန်ပေးတာပေါ့နော် residual dividend policy ပြီးရင် zero dividend policy ဒါမျိုးဆိုရင်အရန်တိုးတက်တဲ့ company တွေပေါ့ဒီကျွန်တော်တို့ Apple တို့ Microsoft တို့ဆိုရင်များသောအားဖြင့်ဒီရဲ့ zero dividend policy ကို follow လုပ်ကြတယ် dividend အကြာကြီး retain လုပ်ထားတယ်သူတို့တွေက project အကြီးလုပ်နိုင်ဖို့အတွက်ဒီ retain cash ကိုအများကြီးထားတယ်ပေါ့နော်ဒီ potential project တွေ investment တွေကိုတန်းလုံးနိုင်အောင်လို့ဒီ zero dividend policy ကိုလည်း follow လုပ်ကြတယ်အဲ့ဒီမှာ dividend theory တွေရှိတယ်ပေါ့နော်ဒီရဲ့ M&M finance theorist နှစ်ယောက်ကသူတို့ကဘယ်လို argue လုပ်လဲဆိုရင်ဒီ perfect market တစ်ခုမှာပေါ့နော်ဒီ market ကဒီကျွန်တော်တို့ financial market ကလုံးဝဒီ efficiency က market efficiency ကလုံးဝဒီ perfect ဖြစ်နေတယ်ပေါ့နော် perfect market ဖြစ်နေတဲ့မျိုးဆိုရင်အဲ့လို market မျိုးမှာဆိုရင်ဒီ dividend ပေးတာရော့ပေးတာတိုးပေးတာဒါကလုံးဝ doesn't matter လုံးဝမတက်ရောက်ဘူးပေါ့နော် shareholder wealth နဲ့ဒီ dividend perfect market မှာဆိုရင် don't matter ဖြစ်တယ်လို့သူတို့ကတော့ argue လုပ်တယ်အဲ့ဒီမှာ client effect ဒါကတော့ဒီ investor တွေကပေါ့နော်ခုနပြောသလိုမျိုးကိုလိုချင်တဲ့ပုံစံမျိုးပေါ့ဒီ financial market ထဲမှာကိုဘယ်လို return မျိုးလိုချင်လဲဒါမှမဟုတ်ဒီလို ban မှာ invest လုပ်လိုက်ရင် capital tax နဲ့ဒီ income tax နဲ့နဲတာကိုရွေးချယ်မဲ့ investor မျိုး
အဲ့လိုမျိုးဆိုရင်ဒီ client ဒီ effect သူတို့ရဲ့ tax တွေသူတို့ရဲ့ income တွေလိုအပ်ချက်ပေါ်မှာမူတည်ပြီးတော့ stock တွေကို invest လုပ်တာပေါ့နော်နောက်တစ်ခုက signaling effect အပေါ်ပြောသလို semantical information ကြောင့်လို့ဖြစ်လာတဲ့ signaling changes in dividend tells the market about future prospect ပေါ့နော် dividend တိုးပေးတာdividend ကိုပေးတာတွေ management decision အရာတိုးပေးမယ်ဆိုရင်ဒီ share price တွေတက်လာတာမျိုးဒါမှမဟုတ် dividend short ပေးလို့market share price တွေကျသွားတာမျိုးပေါ့နော်ဒီလိုမျိုးတွေက signaling ဖြစ်တယ်ဒါတွေကတော့ dividend theory တွေပေါ့ဒါကတော့ dividend policy အဲ့ဒီမှာ main အနေနဲ့ဒီ equity finance မှာ main examinable topic ကတော့ဒီရပဲဒီ ERP ဒီ shareholder wealth တွေတိုးလာလားကျသွားလားဒီရဲ့ calculation ရဲ့ပြီးရင်ဒီရဲ့ step တွေ packing order theory ရဲ့ step 1 by 1ပေါ့နော်ဘယ်ဟာလုံးမလဲပြီးရင်ဒီရရဲ့ pros and cons တွေဘယ်ဟာ expensive ဖြစ်လဲဘယ်ဟာ cheap ဖြစ်လဲပေါ့နော်ဒီ finance ဒီ investment တခုကို appraise လုပ်တော့မယ်ဆိုရင်ဘယ်ဟာနဲ့ယူကြမလဲပေါ့ဘယ်လိုတွေလုပ်ကြမလဲ discussion topic တွေမှာပါလာနိုင်